ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်59စာလုံးကိုပြင်ဆင်လိုက်မယ်ဆိုရင်သမရယာရုဟာတာလာယန်စရဲ့ဖြစ်သွားနိုင်တယ်လို့အမျိုးသားရေးဝါဒီရဲမင်းဦးက February 9 ရက်နေ့ကရွှေပြည်သာမှာကျင်းပတဲ့ဟောပြောပွဲမှာပြောဆိုလိုက်ပါတယ်။မြန်မာအမျိုးသားကွန်ရက်မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီတို့ကဦးဆောင်တဲ့အမျိုးသားရေးအသိပညာပေးဟောပြောပွဲမှာရဲမင်းဦးကသမရအရေးချင်းသတ်မှတ်ချက်တွေကိုလွှတ်တော်အမတ်အရေးချင်းသတ်မှတ်ချက်တွေအထိသတ်မှတ်ဖို့လိုတယ်လို့ဆိုပါတယ်။သမရဆိုတဲ့ယာထူးဟာတာလီယာဇယဆိုကြဘူးလား။လမ်းစုံလမ်းကလမ်းလေးကမှာဝင်နေတဲ့လူဝင်ထွက်ရှင်တာထွက်သွားရှင်တာသွားရတဲ့နေရာကြီးဟာကျွန်တော်တို့သမရနေရာပေးလိုက်မယ်ဆိုရင်ဖြစ်ပါဦးမလားဒီကနေ့တာလီယာဇယဆိုတာအဲ့ဒီအတိုင်းဖြစ်တယ်။လမ်းစုံကိုမရှိရင်သမရယာထူးဟာတာလီယာဇယဖြစ်တယ်။ဒါခက်ကြမ်းကြမ်းပြောလိုက်နော်။ဘာကြောင့်လဲဆိုတော့90ကိုတချို့ကဖြစ်သိမ်းဖို့တတိပြောလာတော့ကျွန်တော်ကဒါမပြောလို့မရဘူး။ပြင်စင်တာတစ်ပိုင်းကကျွန်တော်နဲ့မဆိုင်ဘူး။လွတ်တော်ကပြင်ရနော်။ပြည်သူကလည်းသမရကိုတိုက်ရိုက်ရွေးချယ်တဲ့စနစ်မဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်မှာလွတ်တော်ကရွေးရမယ်။နော်။ကျွန်တော်တို့ကဒါကြောင့်ထပ်ဆင့်အောင်ဖြစ်စေပြီးပြောလိုက်ရှင်ပါသေးတယ်။90ကိုအီရှင်ဟာသမရလောက်နေတယ်မပြီးဘူး။ရွှေပြည်သာမြို့နယ်မှာရွေးချယ်တင်မြောက်ခံမဲ့ရွေးကောက်ခံကိုယ်စားလှယ်ရွေးချယ်ခံကိုယ်စားလှယ်တော်ဒီလိုအယရှင်းနေရှိမှတိုင်းသားမိဘနှစ်ပါးမှာပောက်ဖွားမှဖြစ်တဲ့ကိုယ်စားလှယ်ဖြစ်တဲ့နဲ့ရွှေပြည်သာမြို့နယ်တွေကပရိသတ်2000ကျော်တက်ရောက်တဲ့ဒီဟောပြောပွဲကိုသရဖီပန်းချံမှာကျင်းပတာဖြစ်ပြီး669ဦးဆောင်ဆရာတော်ဦးဝီရသူကလည်းတဝန်လွှာပေးပို့ခဲ့ပါတယ်။ဒါအပြင်မွတ်စလင်ဆန့်ကျင်ရေးဒေါအောင်ဆန်းစုကြည်ဆန့်ကျင်ရေးကိုဦးဆောင်နေတဲ့ဦးနေမျိုးဝေကလည်းသတင်းမီဒီယာတွေကိုချိန်ချောက်ခဲ့ပါတယ်။ကျွန်တော်တို့မျိုးသားရဲ့မြင်ရှိတဲ့လူတွေကိုဘုန်းတော်ချက်မျိုးစုံမှန်မှန်ကန်ကန်ထိုးတဲ့စမှာပါဇက်နဲ့မင်းပါဇက်နဲ့ပြင်မယ်လက်နဲ့မင်းလက်နဲ့ပြင်မယ်ခေါင်းနဲ့မင်းခေါင်းနဲ့ပြင်မယ်စီးကြရဲ့စားပဲလို့ကြေညာလာတဲ့နေမျိုးဝေမှန်မှန်ကန်ကန်ထိုးနေပါရောက်မှာတောက်ကျင်အောက်တန်းကြတဲ့နီးတဲ့လူတော်တွေ300ဖြစ်အောင်ပေါ်ပြတာမျိုးခုံစီနေတဲ့အချိန်မှာခုံလွတ်တွေကိုလူမလာတော့ပွဲနဲ့ဓာတ်ပုံရိုက်တင်ပြတာမျိုးလုပ်တဲ့မီဒီယာတွေအမျိုးသားသစ္စာပေါက်တွေဟာဒီကိုလာရှိတာထွက်သွားတော့လားဒါသမရအရေးချင်းနဲ့ပတ်သက်တဲ့ပုံမှန်50ကိုအစားအဆုံးကျွန်တော်ထောက်ခံတဲ့အကြောင်းပြောတာအဲ့ဒီပုံမှန်50ကိုတွေကတိုင်းရင်းသားဖြစ်ရမယ်ဆိုတဲ့ကိစ္စလွတ်တော်ကိုရပါပြဋ္ဌာန်းမယ်လို့ကျွန်တော်ပြောတာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြီးပြည်တော်စုစနစ်ဖြစ်သည်အဲ့ဒါတွေ့တယ်မဖြစ်ဘူးလို့ခြေပတာမတွေ့ဘူးခြေပပါကျွန်တော်စိန်ခေါ်လာတွေ့တယ်အဲ့မှာပြင်သစ်သတင်းတော့ရောက်တယ်အမေရိကန်ပညာရှင်တွေကျွန်တော်စိန်ခေါ်ပါတယ်ပြင်သစ်ပညာရှင်တွေစိန်ခေါ်ပါတယ်အဲ့ဒီပြင်သစ်သတင်းတော့ကိုယ်တိုင်ပြင်သစ်ဖွဲ့စည်းပုံတည်ကောင်းမှသိမယ်ကျွန်တော်သိတယ်အမေရိကန်နိုင်ငံသားတွေစစ်တပ်ပြုကြီးတဲ့ကမှာအမေရိကန်နိုင်ငံလွတ်လပ်ရေးယူလာတာပြင်သစ်လောက်ကလို့ဖြေတဲ့လူကလည်း35ရာခိုင်နှုန်းလောက်ရှိသေးတယ်ဒေါအောင်ဆန်းစုကြည်ကိုစန့်ကျင်တဲ့အသွင်ကိုပြောင်ပြောင်တင်းတင်းပုံဖော်လာနေတဲ့ဒီလိုဟောပြောပွဲတွေဟာဘဲပါတီအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုကိုယူပြီးလှုပ်ဆောင်တာမဟုတ်ဘူးလို့မြန်မာအမျိုးသားကွန်ရက်ကဆိုပါတယ်။ဒါကတော့တရားမဝင်ပေါ့ online Facebook တွေမှာဒီလိုမျိုးဆွဆွဲတာမျိုးရှိတယ်။ဒီဟာကကျွန်တော်တို့လုပ်ရက်ကိုကျွန်တော်တို့ပဲရှိတယ်လေ။ကျွန်တော်တို့ကခုနပြောခဲ့သလိုပဲအသွင်တူပြီးတော့လုပ်ရက်တူတဲ့လူငယ်တွေကကြီးပဲတီးတန့်ပေါင်းပြီးတီးတန့်လုပ်တာဖြစ်ပါတယ်။ဘသူဘယ်ပါတီဘယ်ပုဂ္ဂိုလ်တခုခုတယောက်ယောက်ရဲ့မှာလွှမ်းမိုးချုပ်ကန်ခြင်းမရှိသလိုကျွန်တော်တို့ထောက်ပံ့ထားခြင်းလည်းမရှိပါဘူး။